ကျမရင်းနဲ့လည်းညီညွတ်ပြီးလုံနီးလေးကလည်းလွယ်တယ်စီချက်ခေါက်ဆွဲလေးလှုပ်သားကြမယ်လိုက်ကြည့်ပေးကြအောင်နော်ရင်စုံရင်းလေးပုတ်ဆူနေတဲ့တဲကိုခေါက်ဆွဲလေးထည့်ပြုတ်ပါမယ်ကျမအခုပြုတ်လိုက်တဲ့ခေါက်ဆွဲလေးကလူ2ယောက်စာတော့အေးအေးဆေးဆေးစားလို့ရပါတယ်နော်ခေါက်ဆွဲပြုတ်ချိန်က9မိနစ်လောက်တော့ပေးရပါတယ်ဒီနီလောက်ဆိုရင်တော့ခေါက်ဆွဲလေးရပါပြီရေစစ်ပါမယ်ဒီချက်ခေါက်ဆွဲလေးလုပ်ဖို့ဆွမ်းနာကပြုတ်ထားတဲ့ခေါက်ဆွဲလေးထည့်ပါမယ်အရသာလေးတမအောင်မွေပြီးဆိုရင်တော့အပေါ်ကနေပြီးစက်သွန်ဖြူကြောစက်သွန်မိတ်စက်သားကိုလိုတလောက်လေးထည့်ပြီးတော့စားလို့ရပါပြီเนาะ